ခေတ်2004ခုနှစ်ပွားဆယ်ကျော်တက်ကျော်ပြီး20ဝင်မဲ့နှစ်ထဲခေတ်နဲ့စနေရငါအည်ပြလို့ဒီဘက်ခေတ်မှာလောကပါလာမသိတော့လောကပါလာအားနေပြီးဘလူးစားလို့ရမယ်ခေတ်ယောက်ျားနဲ့မိန်းမနွားရိုင်းသွင်းချိန်လို့နေလားမောင်လားမသေးခွဲတဲ့ကြာနေလုံးဟာလုံးလုံးကွတမနာတွေလူစိတ်ပေါက်မနုဿတွေဘလူးဖန်းခံရတဲ့ခေတ်ငါတို့ခေတ်ဟာအဖေငုတ်တုတ်နဲ့ပထွေးကိုအဖေတော်ကျင်နေတဲ့ခေတ်တကိုးကြီးဖျားတွေရှိတကိုးရှင်တွေတင်းနေရင်တွေပြပြီးပေါ်ပြလာပြတဲ့ခေတ်ငါတို့ခေတ်ဟာပိုတုကြောက်ရဒီလူကြောက်ရတယ်မိအေးဘဏ္ဍခါနာမှမသိတော့ကောသလမင်းကြီးအိမ်မမခေတ်ငါတို့ခေတ်ဒီတဲ့ဆိုးမလားမသိမျက်စိမပြိပရာကိုဘေးချက်ခန္ဓာကိုယ်ကာယဗလာတွေကျင့်ပြီးကာမဂုဏ်ကိုရေလိုတောက်ကြတယ်စစ်ပတ်ရှိမှလူရဝင်တဲ့ဒုက္ခစော်ရှိမှလူရဝင်တဲ့ဒုက္ခတတူးရှိသူတွေ12လရာကြီးအိုက်ဆက်နေတဲ့ခေဖုံးကွယ်မှာတင့်နေတဲ့ဟာလူရှိသူရှိပေါ်တင်ကြတဲ့ငါတို့ခေဘွဲရအလုံးလက်မဲ့ကြောင်းသားအလုံးရတဲ့ခေပြုသမျှခံပြီးဒုသနာတော်ကံတွေလွန်ပေါ်တဲ့ငါတို့ခေမြမအစားတော့ကိုလမ်းမေးချရောင်းပြီးဓာတုဆေးများတဲ့ပြည်ပအစားတော့ကိုငါခေဖွင့်ရောင်းတဲ့ခေပိတ်တဲ့ချိန်နဲ့ရောင်းတဲ့စာအုပ်တွေမှန်ပေါင်းနဲ့ရောင်းတဲ့ဖနက်တွေစာကြည့်လိုက်တွေပြောက် KTV တွေပေါက်တဲ့ခေအဲ့ဒါငါတို့ခေဘုံကြီးမျိုးတွေကြောင်းမှာပေါ်တဲ့ခေဘုံကြီးနဲ့လူကတနေရာတဲ့ထိုင်နေတဲ့ခေဘာသာရေးဗန်းပြပြီး၄ချိန်ခိုးယူနေတဲ့ခေငကားဆိုပြီးဖျားရင်တွေမှာဖျားကိုပုံကန်နေတဲ့ငါတို့ခေလဲမျိုးနင်းရင်ထမင်းမငတ်တဲ့ခက်ဆိုင်ကယ်ရှင်လူရင်ထမင်းမငတ်တဲ့ခက်အမေပြောခဲ့တဲ့ပုံမြင်လိုပဲဒီဝေါ်ကြီးကြိုက်မှန်ကြောက်ရလက်မဲကြီးနိုင်မှန်ကြောက်ရတယ်လမ်းမပေါ်ထွက်ရင်အသက်ကိုဖတ်နဲ့ထုတ်ထားရတယ်ငါတို့ခေကဲငါကောင်ကြီးဒုက္ခမှာအကောင်းနေဆိုအစိုးတွေများတော့ကွာဉာဏ်ပညာနဲ့နိုးထပြီးဉာဏ်ပညာနဲ့နေထိုင်ရအောင်အဆုံးအမတစ်ခုနဲ့ပြောရရင်ဒီလိုခေတ်ကြီးထဲမှာဖြစ်တယ်လို့နေဖြစ်တယ်လို့စားတရားမမေ့ကြည့်ပေါ့